ကျမအလှတွေပြင်နေပါတယ်ကျမနဲ့အတူတူလိုက်ခဲ့ကြအောင်နော်ခုကျမကမော်ဘီမြို့နယ်သမိုင်းဝင်မော်တင်ရွှေမော်တင်စီရီတော်မြတ်ကြီးကိုတွားရောက်ဖူးမြို့မှာဖြစ်ပါတယ်ရှင်တငယ်ချင်းတို့လည်းလိုက်ပြီးတော့ဖူးမြို့ကြီးညိုကြပါအောင်နော်ဒါကတော့မော်ဘီဈေးပါမြို့မဈေးပါအလမ်းပေါ်ရောက်နေပါတယ်ဆက်သွားနေပါတယ်ရှင်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုအားပေးကြပါအောင်နော်လိုအပ်ချက်လေးတွေရှိရင်လည်းနားလည်ပေးကြပါလို့တငယ်ချင်းတွေကိုတောင်းဆိုပါတယ်အခုကမော်ဘီမြို့ကသမိုင်းဝင်ရွှေမော်တင်ဈေးတော်မြတ်ကြီးကိုသွားမှာပါကျမလည်းတစ်ခါမှမရောက်ဘူးပါဘူးရှင်ဒါပထမဦးဆုံးသွားခြင်းမှာသွားရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်ရှင်အဲဒီအရှိနာလေးမှာရောက်တော့မလားမသိရောက်ပါပြီရှင်အရှိမှာမုတ်ဦးကိုလှမ်းပြီးမြင်နေရပါတယ်အဲ့ဒီမုတ်ဦးတွေကိုကျမတို့သွားပါမယ်ရှင်အဲ့ဒီမုတ်ဦးတွေကိုကျမတို့ကားဝင်ပါမယ်ဒါဒီဇီရီတော်မြတ်ကြီးကိုသွားတဲ့လမ်းပေါ့နော်မော်ဘီမျိုးလမ်းမကြီးပေါ်ကနေဘယ်အချမ်းကိုဝင်ရပါတယ်ရှင်ထောက်ချမ်းပဲလာမယ်ဆိုလို့ရှင်ဘယ်အချမ်းမှာမုတ်ဦးရှိပါတယ်အဲ့ဒီကိုဝင်ရပါတယ်ရှင်ဝင်လဲတိတ်ပြီးတော့မဝေးပါဘူးဖះရှင်ရောက်မဲ့ဖះစီကိုရောက်မဲ့နေရတယ်ပေါ့နော်ရောက်ပါပြီရှင်ဒါကတော့သမိုင်းဝင်စီရီတော်မြတ်ကြီးတစုဖြစ်ပါတယ်အမဟုတ်ပေါ့မော်ဘီမြို့နယ်ထဲမှာရှိတာပါသမိုင်းဝင်ရွှေမော်တင်စီရီတော်မြတ်ကြီးဖြစ်ပါတယ်ရှင်ကျမပါကားပါကင်လေးရှာနေပါတယ်ခွေးလေးကလည်းလက်အိတ်နေတယ်အားလည်းရှင်းပါတယ်ရားရဲဆိုတော့လူတွေလည်းတိတ်မရှိပါဘူးလူမရှိတော့ကျမတို့ရိုက်ကားတာပို့ပြီးအဆင်ပြေပါတယ်ရှင်ကျမတို့ရောက်တဲ့ချိန်မှာမိုးလေးကရွာလာပါတယ်မိုးရွာလာပါတယ်ဒီချိန်ရုံမိုးတွေရွာပါတယ်ရှင်အားတော့မများပါဘူးကျမတို့အထဲကိုဝင်ဖို့အရေးကိုကြားနေပါတယ်မိုးရွာနေတော့ဖះရဲ့မိုးဦးတွေကိုစပြီးတော့ကျမတို့ဝင်ပါတော့မယ်ရှင်ဒါကတော့ကျမနဲ့အတူတူလိုက်ပါလာတဲ့မမဟောခွေးလေးတွေထိုင်နေပါတယ်သူခက်တူပဲရှင်ဖယ်ပေးလုံးဝမဖယ်ပေးရနော်သူကကဲကျမတို့ဖះကြီးတွေကိုစတင်ဝင်ပါပြီကျမတည်တဲ့လောက်ကလေးဖះသမိုင်းလေးကိုပြောပြပေးပါမယ်ရှင်အမအရွေးလေးပါခဲ့ရင်လဲခွင့်လို့နားလည်ပေးကြပါဦးနော်ဖះရဲ့ပေးပတ်လေးကိုချက်ပြပါမယ်ဒီပေါ်လေးမှာတကားလေးလှုပ်ထားတယ်ရှင်ဒီတကားလေးကနေဖွင့်ပြီးတော့ဖះရင်မြင်တော့ပေါ်တက်ပါတယ်ကျမတို့ဒီဖះသမိုင်းဝင်ဒီဖះကြီးကိုဆိုလို့ရှိရင်တက္ကရာ103ခုနှစ်တပေါင်းလာပြည့်ဗုဒ္ဓဝနေ့မှာတဲ့ဂေါရမဘုရားရှင်ရဲ့ဗျာဒိတ်တော်မြတ်အတိုင်းစံတော်မြတ်ကိုထာပနာပြီးတော့ပေါ့နော်ရွှေတကုံစီတော်မြတ်ကြီးကိုတည်ထားပြီးတဲ့နောက်မှာစံတော်များကိုကျုံမော်တင်တောင်ဘက်ဒီဝတာမော်ဘီဘိုးဘိုးကြီးညွန်ပြရဘုံမီနတ်တန်မှန်တဲ့နေရာမှာပေါ့နော်ဒီနေရာပေါ့ကုန်းမြေပြုတ်လုပ်ပြီးတော့ယခုရွှေမော်တင်စီတော်မြတ်ကြီးကိုတည်ထားကိုးဝယ်ခဲ့လို့သိရပါတယ်ရှင်အဲ့အချိန်ကကြိုက်စင်းကြိုက်စီဒီတော်လို့လည်းဘွဲအမည်တင်ခဲ့ပါတယ်ရှင်
ဥက္ကလာပါမင်းပညာဓမ္မရာဇာမင်းများနဲ့မိဖုရားများအမတ်များမျိုးစားနေစားယဟန်ရှင်တို့ပြည်သူများပါတည်ထားကိုးကွယ်ခဲ့ကြပါတယ်ရှင်။မြေမာကြီးရှင်စောပုကလည်းတက္ကရာ824ခုနှစ်တကူးလာပြည့်နေ့မှာထပ်မံပြီးတော့ရွှေတီးတော်တင်လူခဲ့လို့သိရပါတယ်ရှင်။တက္ကရာ1249ခုမှာတဲ့ပျက်စီးနေတဲ့ဇီရောမြတ်ကြီးကိုမှော်ပြီးမြို့နယ်ရိုးကြီးကျေးရွာနေဖျားဒါယကဥရွှေရောက်နဲ့ဖျားဒါယကမကြီးဒေါ်သေးဝါမိသားစုတို့ကတကူးလာပြည့်နေ့မှာရွှေတီးတော်အစ်စ်ကိုထပ်မံလှူဒန်းပြီးတော့ပြုပြင်ထားလို့သိရပါတယ်ရှင်။